Batma song smart phone yet Mula Zihao. Batma song smart phone will company got yes on talk head a low me. Umyasuga a pedo. Amamo, the man way, Nukia Lube, we meet Jamava. Darby met. Batma song smart phone will talk head a garo. IPN so that company G chick heavy. အဲ့ဒီဖုံရဲ့မူလဈေးနှုန်းကခုခေတ် iPhone 15 လုံးလောက်ဝယ်လို့ရတဲ့အထိမရှိခဲ့တယ်ဆိုတာညသိပါလားအဲ့ဒီဖုံလေးကို1990နှစ်ခုနှစ်လောက်မှာပိုက်ဆက်ခဲ့ပြီး1994ခုနှစ်မှာစတင်ပြီးတော့ရောင်းချခဲ့ပါတယ်သူ့ရဲ့နာမည်ကတော့ IPN Simon Personal Computer လို့ခေါ်ပါတယ်အဲ့ဒီခေတ်တုန်းကစမတ်ဖုန်းဆိုတဲ့စကားလုံးတော့ပေါ်သေးပါဘူးဒါပေမဲ့ဒီဖုန်းကိုဘာလို့ပထမဆုံးစမတ်ဖုန်းလို့သတ်မှတ်ရလဲဆိုရင်ခုခေတ်စကင်တွေလိုလက်နဲ့ထိပြီးလောင်းလို့ရတဲ့ဖုန်းမျက်နှာပြင်ပေါဝင်လို့ပဲဖြစ်ပါတယ်ခလုတ်တွေအများကြီးနှိမ့်ဆက်မှုလို့ပဲခုပြုလုပ်ထားတဲ့ဘောပြင်တို့ပန်ဒါတို့ဖုန်းမျက်နှာပေါ်ကိုထိပြီးလောင်းလို့ရခဲ့တာကြောင့်ဖြစ်ပါတယ်အဲ့ဒီဖုန်းတွေထဲမှာမေးတွေဟိုလိုရတယ်ပြက်ကတဲ့တန်နာတွေပါတယ်ငါစုစာအောင်နောက်ဘောက်တွေပါတယ်လိုက်စာအုပ်တွေနဲ့အဲ့ဒီခုတော့ထက်သွင်းပေးထားပါသေးတယ်ဒါပေမဲ့ဒီဖုန်းမှာဒီကအားနဲ့ချစ်ကြီးမားမားတစ်ခုရှိပါတယ်ပထမဆုံးတစ်ခုကတော့သူ့ရဲ့လေးချိုင်ဟာတစ်ပုံ50 gram ကျော်ရှိတာကြောင့်သူကစမတ်ဖုန်း3လုံးစာလောက်လေးပြီးအောက်ထဲတစ်လုံးကိုသဲရတယ်လို့ရှိကနေခဲပါတယ်ဒီကအားနဲ့ချစ်တစ်ခုကတော့အပြည့်တွင်ထားရင်တနအီခွဲဘက်သုံးခံတဲ့ VT တစ်တန်းပဲရှိခဲ့ပါတယ်ဒါဆိုဒီကဘာပထမဆုံးစမတ်ဖုန်းရဲ့ဈေးနှုန်းကဘယ်လောက်ရှိလဲလို့ထင်လဲအဲ့ဒီ1994ခုနှစ်တောင်ကသူ့ရဲ့ရုံးဈေးကတော့ American dollar 199ဒေါ်လာကနေ$99ထိကိုရှိခဲ့တာပါဒါပေမဲ့ဒီလောက်ပဲလို့မတွေးလိုက်ပါနဲ့အောင်တော့လွန်ခဲ့တဲ့နှစ်ပေါင်း30ကျော်ကငွေကြေးဖုံးပွားမှုတွေနဲ့ခုခေတ်ကာလပုတ်ဈေးရတွေ့ချီကြည့်မဲ့ဆိုရင်အဲ့ဒီတော့ကဒေါ်လာ1000ဟာယခုခေတ်ဒေါ်လာ2000ကျော်မြန်မာငွေ300ချီနဲ့ညီမျှတဲ့ထိလွန်တန်ဖိုးကြီးမားခဲ့ပါတယ်ဤပညာတွေရဲ့စပိုင်းကခုလိုမျိုးထူဆန်းပြီးတန်ဖိုးကြီးခဲ့တာပါခမရကောခုကင်နေတဲ့ဖုံးမတိုင်ခင်သင်ရဘွားမှာပထမဆုံးကိန်းဖူးတဲ့ဖုံးကဘာဖုံးမျိုးစားလေးဖြစ်မလဲဆိုတာကို comment လေးမှာမျှဝေပေးထားခဲ့ပါဦးခင်ဗျာခုလိုစိတ်ဝင်စားစရာဤပညာသမိုင်းကြောင်းတွေလူသူကြတွေကိုစစ်ပြီးတော့ကြည့်ရှုဖို့အတွက်ကျွန်တော်ရဲ့ပြည်လေးကို like တင် follow လေးလောက်ထားပေးခဲ့ဖို့အတွက်အလုံးကိုဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာအလုံးကျေးဇူးတင်